မီးရှင်ကနေပြီးတော့ပေးရတယ်ပြောင်းမြန်ဗမာပြည်နဲ့တော့ပြောင်းမြန်ပေါ့နော်မိမိရဲ့သမီးတယောက်အိမ်အောင်ကြဖို့ဆိုလို့ရှိရင်ပတ်စံများများစုထားမှအိမ်အောင်ကြလို့ရတယ်သမီးဘက်ကပတ်စံတွေအများကြီးဘလောက်ရှိတယ်ဘလောက်ပေးရတယ်ဘလောက်တတ်နိုင်တယ်ဆိုတာကိုဒီပြောနိုင်မှသူတို့သားဘက်ကလက်ခံအဲ့လိုဟာဒါကိုသမီးဘက်ကပေးရတဲ့ပစ္စည်းကို dowry လို့ခေါ်တယ်နော် dowry system လို့သူတို့နိုင်ငံမှာဒီလိုထူးထူးဆန်းဆန်းပဲဗမာပြည်မှာတော့မပေါ်သေးဘူးဘုန်းကြီးတို့တီဟိုနေတုန်းကဆိုရင်စနေတိုင်းသတင်းစာကြီးတနင်္ဂနွေနေ့တိုင်းထုတ်တဲ့စနေတိုင်းသတင်းစာကြီးကိုစာမျက်နှာတစ်မျက်နှာလုံးဘာလုပ်လဲဆိုဘာတွေပါလုံးလို့အင်္ဂလိပ်လိုရေးထားတာ marriage propose တဲ့ marriage propose ဆိုတာနော်လက်ထပ်ဖို့အတွက်အဆိုပြုတာလေဘယ်သူတွေကအဆိုပြုတာတော့အောက်မေ့နေနေယောက်ျားလေးကအဆိုပြုတာမဟုတ်ဘူးသူတို့သမီးတွေကအဆိုပြုတာနော်သူတို့သမီးတွေကဘယ်လိုအဆိုပြုတုံးဆိုရင်အသက်ကဘယ်လောက်ရှိတယ်ရုပ်ကချောပါတယ်နော်ရုပ်ကချောတယ်လကဘယ်လောက်ရတယ်ငွေကြေးဘယ်လောက်တတ်နိုင်တယ်အမေဖေကဘယ်လောက်ပေးတယ်ဆိုတာဒါတွေပါထည့်ပြီးခြေညာရတယ်အဲ့ဒီကြတော့မှကိုရောကျော်တို့ကစိတ်ဝင်စားတာတဲ့ဒါကအိန္ဒိယနိုင်ငံတီဟိုနိုင်ငံမှာဒီတိုင်းပဲမယုံရင်သွားကြည့် marriage propose ဆိုတာအဲ့ဒီမှာရှိတယ်နော်ဒါဗမာပြည်ကလူတွေတော့ဒီသဘောနားလည်မှာမဟုတ်ဘူးပေါ့နော်သူတို့စီမှာအဲ့ဒါလို့ကြော်ညာထဲတာစာမျက်နှာတစ်မျက်နှာရှိတယ်ကြော်ညာထဲတာတန်းစီပြီးတော့ကြော်ညာတွေထွက်လာတယ်နော်အဲ့ဒါ dowry system နဲ့လာအဲ့တော့ဒီ